ရာချင်းမတူပါဘူးစိတ်တက်ချင်းမတိုက်ဆိုင်ပါဘူးသူကအချိုကြိုက်တယ်ကျွန်တော်ကအဆက်ကြိုက်တယ်သူကဖြာချမ်းပေါ်မှာအိတ်တက်တယ်ကျွန်တော်ကမှုရပေါ်မှာအိတ်တက်သူကမဖြစ်တယ်ကျွန်တော်ကဖိုဖြစ်တယ်အရာရာကိုကြည့်မယ်အသေးစိတ်အတွင်းထဲကိုဝင်ပြီး definition လုပ်ကြည့်မယ်ဆိုရင်မတူညီမှုတွေကြီးပဲတွေ့ရမယ်တော်တော်များများခင်ဗျာမတူညီမှုတွေကြီးပဲတွေ့ရမယ်အလ္လာဟ်ရဗ်ဘူလ်အဇ္ဇတ်ကအဲ့ဒီလိုနေကာလောက်ခိုင်းပြီးအလ္လာဟ်ဘာချီးမြှင့်လဲကြည့်အဲ့ဒီနေကာလောက်တဲ့သူတွေမှာဝါဂျအလဘိနကွမ်အဲ့ဒီသူနှစ်ဦးရဲ့ကြားထဲမှာမဝဒ္ဒါအလ္လာဟူအက္ဘာအင်မတန်မှကြီးမားတဲ့မုဟဘတ်လို့ခေါ်တဲ့အချစ်ချင်းမေတ္တာတရားတွေကိုအလ္လာဟ်ချီးမြှင့်လိုက်တာဘယ်မှာပဲရလဲသူတော်စင်များခင်ဗျာ relationship မှာအဲ့ဒါမရှိဘူးဇီနာမှာအဲ့ဒါမရှိဘူးသူတော်စင်များခင်ဗျာसिर्फ निकाह ही में है निकाह मां बे एरी छिछि मेटा को अल्लाह रब्बुल इज्जत को रोई छी मेना निकाह लो निकाह पी द्वाएं अल्लाह बा छी में लाई ले वजअल बैनकुम मवद्दा एरी अचेल मिया एरी जनी मौना ना उये जा रे मा अल्लाह रब्बुल इज्जत को रोईगा मवद्दा हलो कोरे मोहब्बत अच्छे ना टिया करुणा टिया अल्लाह तुगो अच्छे टिया मिटा टिया चीमिए तरो दिमिया खम्या चंद्रो आलों तीरे निकालो खाजा अयुए हाँ अतः नेदी फिर बादी जी दी फिर बादी टचवानी रे अयुए टचवानी रे अयुए आगों मौंदन अयुए आलों को चीन लंसन रे अयुए एरी निकागो अल्लाह रब्बुल इज्जत का खनाटा अब्शे अल्लाह लो खाइना मोगु ततता अब्शे अल्लाह लो खाइना अशीमा नौरा सबीरो अमीशी दे वरहमा अबू फिबे जे बाफे लावी ले निकालो भी 9 နှစ် 10 နှစ် 15 နှစ် 20 အိုသွားပြီအဖိုးကြီးလည်းအိုသွားပြီအဖွားကြီးလည်းအိုသွားပြီအဖွားကြီးကသဘောပေါက်တဲ့အဖိုးကြီးသုံးမရတော့ဘူးအဖိုးကြီးကသဘောပေါက်တဲ့အဖွားကြီးသုံးမရတော့ဘူးဒါပေမဲ့လေတုံချီနဲ့အဖိုးကြီးလက်ကိုကင်ပြီးအဖွားကြီးလမ်းကူးနေတယ်အဖွားကြီးလက်ကိုကင်ပြီးအဖိုးကြီးအကူကြီးပေးနေတယ်ဘာကြောင့်လဲအလ္လာဟ်ရဗ်ဘူလ်အဇ္ဇတ်ကကျမ်းမြတ်ကုရ်အာန်မှာအလ္လာဟ်အမိန့်ရှိတယ်ဇနီးမောင်နှံနှစ်ဦးနေကာလုပ်ပြီးဆိုရင်ပထမဦးဆုံးမဝဒ္ဒါလို့ခေါ်တဲ့အလ္လာဟ်မေတ္တာကရုမေတ္တာတရားအချစ်တရားကိုအလ္လာဟ်ချီးမြှင့်တယ်လို့အဲဒီအိမ်အောင်သက်ကြာမြင့်လာတာနဲ့အမျှဝရဟ်မာလို့ခေါ်တဲ့ကျင်နာတတ်တဲ့စိတ်ကရုဏာတတ်တဲ့စိတ်မုတ်ချပါဝင်လာတဲ့မုတ်ချအလ္လာဟ်ချီးမြှင့်တယ်တော်တယ်များခင်ဗျာအဲ့ဒီနေရာမှာနှစ်ခုကိုတွေ့ရမယ်မိမိဇနီးကိုဝင်ရလာပြီလိတ်ကြမယ်နော်ဖြည်းဖြည်းစင်းတော့ဟိုလိုလုံးတော့ဒီလိုလုံးတော့ကရုဏာတော်တယ်များခင်ဘသူချီးမြှင့်လဲဘသူမှချီးမြှင့်လို့မရဘူးတဲ့ဝမင်အာယာတီဟီအလ္လာဟ်ရဗ်ဘူလ်အဇ္ဇတ်မှာအပမြည်သူတူတယောက်မရမဝဒ္ဒါအဲ့ဒီနှစ်ဦးရဲ့ဂျားထဲမှာမုဟဘတ်ထဲသွင်းပေးလို့မရတယ်လို့အလ္လာဟ်ရဗ်ဘူလ်အဇ္ဇတ်မှာအပအဲ့ဒီနှစ်ဦးရဲ့ဂျားထဲမှာအကျဉ်းတရားမြည်သူကမှထဲမပေးနိုင်ပါဘူးတဲ့အလ္လာဟ်ကိုယ်တိုင်နေကာလုပ်တဲ့သူတွေကိုချီးမြှင့်တဲ့ဆုလက်ရှေ့မှာစပ်ပြီးအမိရှိတယ်တော်တယ်များခင်ဗျာအဲ့ဒီအကြောင်းအရာကိုမတင်ပြခင်ဒီအာယတ်မှာတလုံးချင်းရဲ့တရှရီအနေငယ်အကျယ်ဖွင့်ဆိုမှုကျွန်တော်နည်းနည်းလေးတင်ပြနံပါတ်1ကကျွန်တော်တို့တဲကနေကျွန်တော်ရဲ့ဇနီးကိုအလ္လာဟ်ဖန်ဆင်းတာအန်ခလကလကုမ်မင်အန်ဖူဆီကုမ်အဇဝါဂျာနံပါတ်1အလ္လာဟ်ကျွန်တော်ကိုဖန်ဆင်းတယ်နံပါတ်2ကျွန်တော်တဲကနေအလ္လာဟ်ဇနီးတွေကိုဖန်ဆင်းတယ်ပြောချင်တာကအာဒမ်အလိုင်ဟိဆလမ်ကိုနံပါတ်1ပန်နေတယ်နံပါတ်2ဟောဝါအလိုင်ဟိမဆလမ်ကျွန်တော်တို့ရဲ့မိခင်မွန်ကြီးကိုဖခင်မွန်ရဲ့အစိတ်အပိုင်းတချို့နဲ့မိခင်မွန်ကြီးကိုဖန်နေအဲ့တော့အိမ်အောင်ယတာကြပြီးသွားရင်နေကာပြီးသွားရင်တော်တယ်များခင်ဗျအမြဲကြုံတွေ့ရတတ်တဲ့အခြေအနေလေးတွေကျွန်တော်တို့ရှေ့မှာရှိएक दिन का राजा चंद्रो प्योली शीरे पठमा न्या करो तू भैये में नाउ टसें यो गो एरी पठमा नीगानी नौसों ठवत्ती एरी दरोता दबो पौया मागा मिन अनफुसिकुम अज़वाजा
ငါရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတချို့နဲ့ငါဇနီးကိုဖန်ဆင်းတာဆိုတာကိုအဲ့ဒီအမျိုးသားနေကာလှုပ်တဲ့အချိန်ကနေထွက်တဲ့အထိသဘောပေါက်ရအောင်ဒီနေ့ကျွန်တော်လက်ကလေးနဲ့တန်နှချောင်းကင်ပြီးတူထုရုပ်တရက်တူကလက်ကိုထုမိတယ်ရှုပ်လိုက်တဲ့လက်ဆိုပြီးလောကနဲ့ဘယ်သူမှတိုက်ပြီးဖြတ်မပြစ်ပါဘူးအာပါဇက်ထဲပြေးငုံနဲ့နေရွက်ကလေးပြေးကြိုက်နေဘာကြောင့်လဲကျွန်တော်ခန္ဓာဝဟာဒဂျိုဖတ်လ်မင်အတိခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းဖြစ်လို့ဒီနေ့အဲ့ဒီအမျိုးသမီးတော်တော်များခင်ဗျာကျွန်တော်နဲ့နေကာလုပ်ပြီးကျွန်တော်ရဲ့ဂရွေးတွေ့မယ်ကျွန်တော်ရဲ့စိတ်တိုင်းကြဖြစ်နေမယ်အလ်ဟမ်ဒူလ illah ရန်ဖိုင်ရန်ခါမှာကျွန်တော်စိတ်နဲ့မတိုက်ဆိုင်မှုတွေတွေ့ရမယ်ကျွန်တော်ဘယ်လိုမှတ်ယူရမလဲကျွန်တော်ခန္ဓာကိုယ်ကနေဖြစ်ပေါ်လာတဲ့သူမလေးဒါကသရိုးသားနဲ့သရိုးသမီးကိုတင်ပြနေတဲ့စကားပဲမဟုတ်သလိုသရိုးသားဟောင်းကြီးတွေသရိုးသမီးဟောင်းကြီးတွေနဲ့သရိုးသားလောင်းလေးတွေသရိုးသမီးလောင်းလေးတွေနဲ့အခုသရိုးသားသရိုးသမီးသုံးအလွာသုံးခုလို့ပါကျွန်တော်မြတ်ကုရ်အာန်ကအခုနေကာလုံးမဲ့ဒူတွေအတွက်ပဲလို့အမိန့်ရှိတာမဟုတ်ကြားတဲ့နေ့ကနေကယာမတ်အရေးကြီးအဲ့တော့ကျွန်တော်တို့ဒီထိုင်ဝိုင်းမှာကျွန်တော်အပါဝင်အုပ်စုဖွဲ့ရင်၃စုတွေ့ရမယ်နံပါတ်1ကသရိုးသားအဟောင်းနေနံပါတ်2ကသရိုးသားလောင်းလေးတွေနေကာမလို့သေးဘူးနံပါတ်3ကလက်ရှိသရိုးသား၃စုအုပ်စု၃စုလို့ကျွန်တော်တို့သဘောပေါက်ရမှာကျွန်တော်တို့ရဲ့ဇနီးတွေဟာကျွန်တော်ခန္ဓာကိုယ်တည်းကအစိတ်အပိုင်းတချို့နဲ့အလ္လာဟ်ရဘ်ဘုလ်အဇ္ဇတ်ဖန်ဆင်းထားတာဖြစ်သည့်အပေါ်မှာသူတို့ရဲ့အားသာချက်တည်လဲကျွန်တော်ပဲသူတို့ရဲ့အားနည်းချက်တည်လဲကျွန်တော်ပဲကျွန်တော်သဘောပေါက်နေရမှာရှေးမှာဆက်ပြီးအမိန့်ရှိတယ်လီတက်စကိုနူအီလိုင်ဟာနေကာဘာလို့လောက်ခိုင်းတာလဲသွေးသားရဲ့တောင်းတတောင်းဆိုမှုတွေကိုပြေပြောက်စေရန်အလို့ငါနေကာလို့လို့အလ္လာဟ်နဲ့အလ္လာဟ်ဆိုအမိန့်မရှိထားဘူးမှန်ပါတယ်အဲ့ဒီနီးစနစ်ကိုမိမိရဲ့အခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့တက္ကာစာအခြေအနေတိုင်းကိုအလ္လာဟ်နဲ့အလ္လာဟ်ရဆူလ်စေခိုင်းထားတဲ့နီးစနစ်နဲ့အညီဖြည့်ရှင်းခြင်းကိုအီဘာဒတ်လို့ခေါ်တယ်အဲ့တော့လီတက်စကိုနူအီလိုင်ဟာနေကာလောက်ရတဲ့နေကာလောက်ကြလို့ပြောရတဲ့အကြောင်းရင်းရဲ့အတွင်းထဲမှာအလ္လာဟ်ရဘ်ဘုလ်အဇ္ဇတ်ကမုတ်ချအေးချမ်းတာယာပြီးတာယာကြည်နူးပျော်ရွှင်ပွဲကောင်းတဲ့ဘဝပိုင်ဆိုင်စေဖို့တော်တော်များခင်ဗျာဒီနေရာမှာကျွန်တော်တို့သတိထားပြီးဟာလာပြန်တွေးကြည့်ရမယ်ကိစ္စပါလဲဆိုတော့ဇနီးတွေကိုထမင်းခွန်အစောနာပြောတဲ့သရိုးသားအလွာ၃ခုလုံးသရိုးသားအဟောင်းသရိုးသားလောင်းလက်ရှိသရိုးသားသရိုးသမီးအကုန်လုံးအတွက်မိမိဇနီးတွေကိုမိမိခင်မွန်းကထမင်းခွန်တာကျွန်တော်တို့အားလုံးသိတယ်ပါတယ်လေအီဘာဒတ်ဆဝါဘ်မိမိဇနီးတွေကိုမိမိထမင်းခွန်တာဆဝါဘ်ဇနီးတွေကခင်မွန်းကိုထမင်းခွန်တာဆဝါဘ်ဇနီးတဲ့နဲ့တီတီတတာပြောတာကဆဝါဘ်တော်တယ်များခင်ဗျာစိတ်ရဲ့ပျော်ရွှင်မှုတစ်ခုတည်းမဟုတ်ဘူးနော်အလ္လာဟ်နဲ့